မှာပါရေးပါတယ်ဆိုတော့ ingredient တွေအသေးစိတ်ရေးထားတယ်အသေးစိတ်ပြီးတော့ expert တွေပါတယ်ဒါသူရဲ့ယုံကြည်ရမှုပြီးတော့သူ့ကိုအတိမတ်ပြုလုပ်ပြီးဒီပလင်းတွေတွေ့ဒီမှာမျိုးပြောတဲ့885ကုတ်ဒါဆိုရင် made in Thailand ဒါဆိုရင် 100% natural တရက်တီမန်ကိုလို့လည်းခေါ်ရနော်ဒါကြတော့ဟာလာပါတဲ့အတွက်ကြောင့်မို့လို့မွတ်စလင်တွေလည်းတောင်းလို့ရတယ်ဆိုတာကိုဒါမွတ်စလင်တွေကနေအတိမတ်ပြုထားတာမန်ဂိုဆိုတာကတော့တရက်တီပေါ့နော် pineapple ဆိုတာနည်းနည်းတီ